20ရက်နေ့ညအပွဲမှာမလေးရှားဖိုက်တာကိုနိုင်ယူခဲ့တဲ့ကျွန်တော်တို့မြန်မာဖိုက်တာမျိုးမြအောင်ရဲ့ပွဲကိုအတူတူပြန်လည်ကြည့်ရှုအောင်ပါဗျဒီလက်ရဲ့အနီနဲ့ကတော့ကျွန်တော်တို့မြန်မာဖိုက်တာမျိုးမြအောင်ဖြစ်ပါတယ်ဒီဘက်ကလက်ရဲ့ပြနဲ့ကတော့ဒါမလေးရှားဖိုက်တာဖြစ်ပါတယ်မွေထိုင်းပွဲပါ3မိနစ်တုံးကြည့်ပွဲဖြစ်ပါတယ်ထိုင်းနိုင်ငံမှာရှင်ပြိုင်ခဲ့တဲ့ပွဲဖြစ်ပါတယ်20ရက်နေ့ညဒါတော့ပထမချီပါလောက်ကက်ဘော်ဒီကက်ဖိုက်တာ2ယောက်လုံးကလည်းနည်းနည်း site to guide တူနေထားလောက်မှရှိတယ်ဗျအသားကြီးกว่าတော့မရှိဘူးဟိုက်ကက်ဘော်ဒီကက်ဘော်ဒီရှော့ဟိုက်ကက်လောက်ကက်ကလင်းလုပ်တယ်လောက်ကက်ဘော်ဒီကက်ဘော်ဒီရှော့ဟိုလက်ဒီချက်ထိတယ်လောက်ကက်ဘော်ဒီရှော့ဟိုခုံဝင်တယ်လောက်ကက်ဟိုင်လက်ဒီကဲပထမချီတော့ပြီးဆုံးသွားပါပြီဒါတော့ပထမချီ highlight ဖြစ်ပါတယ် highlight မှာကြည့်ကြည့်မယ်ဘော်ဒီကက်ခံတယ်လောက်ကက်ခံတယ်ခုံဝင်တယ်လောက်ကက်ခံတယ်ဒါတော့ဒုတိယချီဖြစ်ပါတယ်ဟိုက်ကက်လောက်ကက်လောက်ကက်ဘော်ဒီကက်လောက်ကက်ဘော်ဒီကက်ဟိုလက်ဒီချက်အကောင်းတယ်လောက်ကက်ဟိုတူလောက်ကက်ဟိုင်လက်ဒီလောက်ကက်ဘော်ဒီရှော့ဟိုင်လက်ဒီလောက်ကက်ဟိုလောက်ကက်လက်ဒီချက်ထိသွားတယ်လောက်ကက်ဟိုဟိုက်ကက်
လက်တီးချက်ထိတယ် body shot ဝိုင်းလက်တီးဝိုင်းလက်တီး locket clean လုပ်တယ်ဝိုင်းလက်တီး locket ဝိုင်းလက်တီး body kit ကဲဒုတိယချီလည်းပြီးဆုံးသွားပါပြီဒါတော့ဒုတိယချီ highlight ဖြစ်ပါတယ် locket body kit အဲ့နာမှာလက်တီးချက်တွေတော့ပြန်ထိသွားတယ်လက်တီးချက်ပြန်ထိုးတယ်သူတိုက်တယ်ဝိုင်းလက်တီးထိတယ် locket ခံသွားတယ်ဝိုင်းလက်တီးထိတယ်ဒါတော့နောက်ဆုံးချီတတိယချီဖြစ်ပါတယ်locket clean လုပ်တယ် clean လုပ်နေတယ်ဗျ clean ထပ်လုပ်တယ်ဟုတ်လက်တီးရထိတယ် locket clean လုပ်တယ်ဟုတ်တတော် clean လုပ်တယ်ဟုတ်လက်တီးရထိတယ် locket ဟုတ် high cat clean လုပ်တယ်locket body cat locket body cat body cat locket high cat ကဲပွဲရပြီးဆုံးလို့သွားပါပြီနိုင်ရှောင်းပြပြတသားမရှိပါဘူးဒါတော့တတိယချီ highlight ဖြစ်ပါတယ် locket တွေခံတယ် high cat ခံတယ်တိုင်ဆုံးဖြတ်ရောက်ရှိသွားပါတယ်တိုင်ဆုံးဖြတ်မှာတော့နေအောင်တောင်းကဒါကျွန်တော်တို့မြန်မာဖိုက်တာမျိုးမြအောင်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်တိုင်ဆုံးဖြတ်နဲ့အဲဒီမှာလက်ခမောင်းခတ်ပြတ်သွားတယ်